ချစ်တို့ရေဒီနေ့ကကနန်းကြော်စားမှာဖြစ်ပါတယ်ကနန်းကတော့ကောက်ရတာပေါ့နော်ခုနကပဲကောက်ထားတာအရင်ကိုကောက်ပါတယ်ပြီးတော့ရိုးတရားမဲနဲ့တောက်ထားတာပေါ့နော်ဒီမှာကစပလင်ငပိပေါ့နော်ပြီးရင်ကြော်စားမယ်စားစားကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီမှာတော့မိရှို့နေပြီပေါ့နော်အရင်ကိုစားလို့ကောင်းမယ်ထင်ပါတယ်နော်သူငယ်ချင်းအိမ်မှာလောက်စားရပေါ့သူကကြောင်းပိုက်လို့ပေါ့နော်နေရတီကြောင်းပိုက်ရမတီလို့လောက်စားအရင်ကိုကောင်းပါတယ်ချစ်တို့ရေဒီမှာကစီထက်ပြီးပါပြီနော်စီကစူပေါ်လာရင်ကြော်လို့ရပါပြီနော်မိကတော့နည်းနည်းလေးပဲမချစ်ချမတော့စီကပေါ်လာပြီနော်မဝေးပြချစ်နော်မခလာလေဒီမှာထပ်ပါပြီနော်အိုးအရင်ကိုမွေးလာပြီပြလိုက်တဲ့တော့โอ้โหมวยนี่ไปได้แต่เด้อไปย้อนไปเลยโอ้โหมวยมาเลยคืออะไรมาเลยไม่คิดว่าเลยคิดเจอนี่จีเมนะปลุกไอ้ยาตาชีเล่มตีบุแปะกางก็มีอะมันมาตีบุนะเดี๋ยวยังไม่กล้าหุบคอนี่มาเลยทำไรไว้ก็ไปตีอยากจะข้าวจอมาพี่ปะเลยอาสาวบลอเลยปะเนาะบลอเลยไปกันไหนเนาะ那一个，喂，是他很烦了。他是也难找的是呀。不搞了。不得太了没？咱把个拜给你了。Sao chậm mà nó mai chậm mà nó ui cháu chơi mà cháu đâu có tỏ gì đâyพอพิซซ่าลูกกางแบบเซ่โปรมือเดบากเว้ยไอ้แกก็จะซาลูกกางดิ